မိတ်ဆွေလက်ထက်ကဖုန်းကမကြခင်မှာအင်တာနက်ရောဖုန်းမှာအသုံးပြုလို့မရတော့မဲ့အရုပ်ဖုန်းတစ်လုံးဖြစ်သွားနိုင်ပါတယ်အကြောင်းကတော့ကျွန်တော် SIM ကတ်ကြောင့်လည်းမဟုတ်ပါဘူးတာဝါရင်ကြောင့်လည်းမဟုတ်ပါဘူး network ကနေဖုန်းတစ်လုံး device တစ်ခုကိုကျွန်တော်လှမ်းပြီးတော့ပိတ်လိုက်နိုင်တဲ့ CEIR လို့ခေါ်တဲ့စနစ်တစ်ခုကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီစနစ်ကဘာလဲ CEIR ဆိုတာ Central Equipment Identity Register ဖြစ်ပါတယ်ဆိုတော့နိုင်ငံအတွင်းမှာရှိတဲ့ဖုန်းတိုင်းရဲ့ကဏ္ဍ15လုံးပါတဲ့ IMEI နံပါတ်တွေကိုမှတ်တမ်းတင်ထားတဲ့ Whole database ကြီးတစ်ခုပေါ့ UK American အိန္ဒိယနဲ့အင်ဒိုနီးရှားအပါအဝင်နိုင်ငံပေါင်း40ကျော်မှာအသုံးပြုနေတဲ့စနစ်လည်းဖြစ်ပါတယ်။ခင်ဗျားဖုန်းလေးကို SIM card တစ်ခုထည့်လိုက်တာနဲ့ network ကခင်ဗျားဖုန်းရဲ့ IMEI ကဏ္ဍတွေကို CEIR database ထဲမှာတွားပြီးတော့စစ်ပါတယ်။အဲ့ဒီမှာစာရင်း3မျိုးရှိတယ်။ whitelist ကကျွန်တော်တို့ခွင့်ပြုထားတဲ့ဖုန်း graylist ကတော့ကျွန်တော်စစ်ဆေးဆဲဖုန်းပေါ့နော်ကျွန်တော်နောက်ဆုံးစင်းတစ်ခုပြတယ်နောက်ဆုံး blacklist ကတော့ကျွန်တော်တို့လုံးဝခွင့်မပြုထားတဲ့ဟာဒါမှမဟုတ်လို့ချင်းတရားမဝင်တဲ့ဖုန်း blacklist ထဲမှာရောက်နေရင် system ကအဲ့ဒီ IMEI တွေကိုလုံးဝပြင်မသုံးမဲနဲ့ချက်ချင်းဖြုတ်ချလိုက်ပါတယ်ဆိုတော့ဒီစနစ်ရဲ့အဓိကအတချက်ကတော့ဖုန်းခိုးမှုတွေကိုအထည်အောင်ဆုံးတားဆီးနိုင်ပါလိမ့်မယ်ဖုန်းခိုးသွားရင်လည်းကျွန်တော်တို့က line သုံးလို့မရဘူးဖုန်းပြောလို့မရဘူးဆိုရင်ကျွန်တော်တို့ကခိုးရအတိတ်ပဲမရှိသလိုပါပဲပြီးတော့တရားမဝင်မှောက်ခိုသွင်းတဲ့ဖုန်းတွေကိုလည်းကျွန်တော်တို့ထိထိရောက်ထိန်းချုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဒါကတော့ကောင်းတဲ့အချက်တွေဒါပေမဲ့ဤပညာပိုင်းဆိုင်ရာပညာရှင်တွေကနေပြီးတော့မှထောက်ပြထားတဲ့စိုးရင်စရာအချက်၃ချက်ရှိနေတာပါဆိုတော့ဒါလည်းဘာတွေလဲဆိုရင်ကျွန်တော်တို့ tracking IMEI ကနေတစ်ဆင့်ခင်ဗျားဘယ်နေရာမှာရှိနေလဲဆိုတာကို real time ခြေရာခံစောင့်ကြည့်ခံရနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါ profiling ခင်ဗျားသုံးနေတဲ့ဖုန်းအမျိုးအစားပေါ်မူတည်ပြီးတော့မှခင်ဗျားရဲ့လူနေမှုပုံစံနဲ့စီးပွားရေးအခြေအနေကိုခန့်မှန်းလို့ရနိုင်တယ်နောက်တစ်ချက်တော့ arbitrary blocking လို့ခေါ်တယ်ဒီစနစ်ကိုကင်ထားတဲ့သူကအကြောင်းပြချက်မရှိဘဲနဲ့တဦးတယောက်ရဲ့ဖုန်းခင်ဗျားတို့ကျွန်တော်တို့ရဲ့ဖုန်းကို blacklist ထဲကိုထည့်ပြီးတော့အရုပ်ဖုန်းဘာဖြစ်သွားအောင်ကျွန်တော်တို့ပိတ်လို့ရပါတယ်ဒါတွေကဒီပညာပိုင်းဆိုင်ရာပညာရှင်တွေကသုံးသပ်ထားတဲ့ထောက်ပြထားတဲ့ကျွန်တော်တို့စွန့်ရကောင်းတဲ့အချက်၃ချက်ဖြစ်ပါတယ်ကျွန်တော်အမြင်ရတော့ဒီစနစ်ကအထွေထွေလုံခြုံရေးအတွက်အကောင်းပေမဲ့ privacy ဘိုင်းမှာတော့စိုးရိမ်စရာနေတွေရှိနေပါတယ်အထူးသဖြင့်ဒီ whole database ကြီးကိုဘယ်သူတွေကထိန်းချုပ်မှာလဲဘယ်အထိပုံနှိမ့်မြင်သာမှုရှိမှာလဲဆိုတာကအဓိကအချက်ပဲဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်နိုင်ငံမှာကတော့ဆိုရပဲကျွန်တော်ထိန်းချုပ်မှာဖြစ်ပါတယ်အခုမြန်မာနိုင်ငံမှာလည်းဒီစနစ်ကိုစတင်တော့မှာဖြစ်လို့မိတ်ဆွေတို့ဖုန်းဝယ်တဲ့အခါမှာ IMEI စစ်ဆေးပြီးတော့တရားဝင် official phone ဟုတ်မဟုတ်ကိုတေချာကြည့်ဖို့ဟိုအရေးကြီးလာပါပဲ